ကြောက်စိမ်းချောတွေကိုတံမိုးဖြတ်တဲ့အခါမှာကြုံတွေ့ရမယ့်အခက်အခဲတွေနဲ့ပတ်သက်ပြီးသိသိထိုက်တဲ့ဘုသူတ္တလေးတွေကိုတင်ဆက်ပြောပြပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာကြောက်စိမ်းကတခြားရေရနာတွေနဲ့မတူဘဲနဲ့တမူထူးခြားပြီးရှားပါတဲ့ရေရနာတစ်မျိုးလည်းဖြစ်ပါတယ်ဒါကြောင့်ဈေးကွက်ထဲမှာလည်းကြောက်စိမ်းကိုလွယ်တကူဝယ်ယူလို့မရနိုင်ပါဘူးရွှေမှာကာလာပေါက်ဈေးရှိနေမယ်ကြောက်စိမ်းမှာတော့ကာလာပေါက်ဈေးလုံးဝမရှိဘူးဆိုတဲ့တရုတ်ဆိုလိုစကားလေးတစ်ခုတော့ရှိပါတယ်နိုင်ငံတကာကြောင်းမြတ်ရေနာဈေးကွက်တွေမှာလည်းကြောက်စိမ်းကိုဈေးနှုန်းပေါ်ပြထားခြင်းမရှိပါဘူးရေတိုက်ကြောက်ရဲ့ကာလာကိုဓာတ်စင်နဲ့ကြောက်ဖွဲ့သားပေါင်းများစွာပါဝင်ဖွဲ့စည်းထားပါတယ်ရေတိုက်ကြောက်စိမ်းမှာအယောင်အမျိုးမျိုးရှိတဲ့အတွက်ကြောင့်အယောင်အရေးအသွေးခွဲခြားတဲ့အခါမှာနားလေတက်ချွန်မှုမရှိရင်ဒါမှမဟုတ်အားနဲ့နေရဆိုရင်ခွဲခြားရတာအရင်ကခက်ခဲပါလိမ့်မယ်ဒီလိုအယောင်သွေးကွဲပြားရခြင်းအကြောင်းကလည်းတခြားကြောက်တွေလိုမျိုးဖြစ်ပေါ်လာခြင်းဖြစ်စဉ်မတူညီလို့ပါရေတိုက်ကြောက်စိမ်းဟာမြေအောက်မိုင်20-30ဝန်းကျင်မှာရှိတဲ့အပူချိန်နဲ့ဖိအားတန်တွေကြောင့်ကြောက်စိမ်းပုံစံဟာအပွင့်အဆက်အပြောက်အကွက်ပုံစံလေးနဲ့အယောင်ဟာလည်းအလို့ရင်မတူညီစွာဖြစ်ပေါ်လာရခြင်းကြောင့်ကြောက်စိမ်းဟာရှားပါအဖိုးတန်တော်ဝင်နန်းထိုက်ကြောက်စိမ်းဆိုပြီးပညာရှင်တွေကအစသတ်မှတ်ထားကြတာပါကြောက်စိမ်းကိုတန်ဖိုးဖြတ်နိုင်ဖို့ဆိုရင်ကျွန်တော်တို့ရဲ့အမြင်အာရုံနဲ့အခြားအာရုံတွေကိုအသုံးချပြီးတော့ဈေးနှုန်းသတ်မှတ်ကြပါကြောက်အကြောင်းကိုတေချာနားလည်စွာသိနေမှာကြောက်အရေးသွေးကိုကြည့်ပြီးတော့မှန်ကန်စွာတန်ဖိုးဖြတ်နိုင်မှာပဲဖြစ်ပါတယ်ဒါကြောင့်ကြောက်နဲ့ပတ်သက်တဲ့ဗဟုသုတတွေကိုနောက်ဗီဒီယိုလေးတွေမှာလည်းထပ်မံပြောပြပေးသွားမှာဖြစ်တာကြောင့်ယခုတင်ဆက်မှုလေးကိုဒီနေရာမှာအဆုံးသတ်ရင်